ပြည်သက်များလုံးပဲမင်္ဂလာပါရှင် Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကပြောပြပေးခြင်းနဲ့ဇလန်းပုံမြင်အကြောင်းအရာလေးကတော့ရွာလုံးကျွတ်တုံလုံးစေခဲ့တဲ့ဆရာတော်ကြီးနဲ့အမျိုးသမီးတို့ရဲ့ကံကြွေးဆိုတဲ့ခေါင်းစဉ်နဲ့ပုံမြင်ဇလန်းလေးပဲဖြစ်ပါတယ်ပုံမြင်လေးမစတင်ခင် Vivian လေးအုံပြီးတော့ကြည့်ပေးကြဖို့မမေ့ကြပါနဲ့ဦးရှင်တစ်ချိန်လုံးကယူသားလွန်တဲ့ရွာလေးတစ်ရွာမှာမဆန်းလို့ခေါ်တဲ့မျိုးသမီးလေးတူရှိခဲ့ပါတယ်။မဆန်းရဲ့ပညာရေးကမူလာတန်းအဆင့်သာတက်ရောက်နိုင်ခဲ့ပြီးတော့မိဘများရဲ့စီးပွားရေးကြောင့်ကျောင်းဆက်မတက်နိုင်ရှာခဲ့ပါဘူး။မဆန်းမှာတော့အိမ်မက်တစ်ခုရှိပါတယ်။ဒါကဘာလဲဆိုတော့သူကအလားပန်ဒီရှင်သပင်ပညာရှင်တယောက်ဖြစ်ချင်တဲ့အိမ်မက်ပါ။ဒါပေမဲ့သူ့ရဲ့အိမ်ရဲ့ဆင်းရဲနွမ်းပါတဲ့ငွေကြေးအခြေအနေကြောင့်သူမရဲ့မျှော်လင့်ချက်ကအမီးမိန်ပြောက်ွယ်လူနေပါဖြစ်နေခဲ့ပါတယ်။မဆန်းမှာသူမထိုင်ငယ်တဲ့မောင်နှဦးရှိခဲ့ပါတယ်။ဖခင်ဖြစ်သူကအသေးရောင်အသက်ဝါယောဂနဲ့လဲနေပြီးတော့မကြခင်မှာအသက်ရှင်တော်မယ်မဟုတ်ကြောင်းကိုဆရာဝန်ကပြောထားခဲ့ပါတယ်။ဒီလိုနဲ့သူတို့တိမ်လုံးမှာမိခင်ဖြစ်သူသာကြုံရကြပန်းအလုံးများကြံခုတ်တဲ့အလုံးများကိုအလုံးထွက်လို့ရပါတယ်။ဖခင်ရဲ့အခြေအနေကနေ့စဉ်နဲ့အမျှပုံမိုဆိုးဝါးလာတဲ့အတွက်မိခင်ကမောင်လေးနှုတ်ကိုဖုံးတော်ကြီးကျောင်းမှာပဲပညာကိုသင်ယူစေခဲ့ပါတယ်။မဆန်းရဲ့မိခင်ကမဆန်းအားအိမ်မှာပဲနေစီပြီးတော့ဖခင်ကပြုစုစေခိုင်းခဲ့ပါတယ်။မဆန်းကလည်းဖခင်ရဲ့နာကျင်စွာညှဉ်းညူနေမှုများကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေခဲ့ရပါတယ်။နောက်ဆုံးကြားလာတဲ့အခါမှာတော့ဖခင်ကတည်ဆုံသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မဆန်းရဲ့မိခင်ကအငားလှုပ်သွားလို့တဲ့နေရာတိုင်းမှာမဆန်းကိုပါခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့မဆန်းကအရွယ်ရောက်လာပြီးတော့လှပတဲ့မိမပြိုလေးတူဖြစ်လာခဲ့ပါတယ်။သူမကြီးပြင်းလာပြီးတော့အရွယ်ရောက်လာတဲ့အခါမှာတော့အလှပြင်ပညာကိုသင်ချင်တော့လေမိခင်တယောက်တည်းကသာသူမရဲ့မိသားစုကိုရှာဖွေထွေးမှုရတဲ့အတွက်ကြောင့်သူအရန်သင်ချင်နေတဲ့အလှပြင်ပညာကိုမသင်ယူနိုင်ခဲ့ပါဘူးဒီလိုနဲ့ပဲမိခင်ရဲ့အလုပ်ကိုသာကူညီလုပ်ကင်ပေးခဲ့ပါတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့သူမရဲ့မိခင်ကသူမကိုအလုံးမလုံးစေတော့ဘဲနဲ့နေအိမ်တွင်သာနေစေခိုင်းခဲ့ပါတယ်တနေ့တော့ညနေဆောင်တဲ့အခါမှာတော့မဆန်းရဲ့မိခင်ကမဆန်းကိုစာသဆောင်ရေးစီခိုင်းခဲ့ပါတယ်။ဒါကဘာစားလဲဆိုတော့ငွေကြီးမတက်နိုင်လို့ဖုံးတော်ကြီးကျောင်းမှာသွားရောက်ပညာသင်ယူနေတဲ့မောင်လေးနှစ်ယောက်ကိုသတိရကြောင်းရေးတဲ့စာတစ်စောင်ပဲဖြစ်ပါတယ်။ဒီလိုနဲ့အဲ့ဒီစာကိုရေးပြီးတဲ့အခါမှာတော့မိခင်ကသူမရဲ့ရေးထားတဲ့စာကိုယူပြီးတော့ဖုံးတော်ကြီးကျောင်းကိုထွက်သွားပါတယ်။အဲ့ဒီလိုမျိုးထွက်သွားတဲ့အခါတိုင်းပြန်ရောက်လာတဲ့အခါတကောင်ရံအချိန်မှပြန်လာတတ်ပါတယ်။ဒီလိုနဲ့တနေ့မဆန်းရဲ့မိခင်ကညတကောင်ရံအချိန်ပြန်လာတဲ့အခါမှာတော့မဆန်းကိုခေါ်ပြီးတော့အလားပြင်ပညာသင်ယူရန်ငွေတွေကိုထုတ်ပေးခဲ့ပါတယ်။မဆန်းကဒီငွေတွေကဘယ်ကရတာလဲလို့မေးတဲ့အခါမှာတော့မိခင်ကထီပေါက်တယ်ဟူသာဖြေပြီးတော့အသေးစိတ်ကိုမမေးရန်ပြောခဲ့ပါတယ်။အခြားသူများကမေးပါကလည်းထီပေါက်တယ်ဟူသာပြောရန်မှာကြားခဲ့ပါတယ်။မဆန်းကအလွန်ပဲပျော်ရွှင်ခဲ့ပါတယ်။မဆန်းကအလားပြင်ပညာကိုမသင်ယူမီမပြီးပြတ်သေးတဲ့ပညာရေးကိုဆက်လက်သင်ယူခဲ့ပါတယ်။ဒီလိုနဲ့မဆန်းကအကြောင်းပြီးသွားတဲ့အခါမှာတော့အလားပြင်ဆိုင်တစ်ခုမှာအလုပ်ဝင်ရန်လျှောက်ခဲ့ပါတယ်။ဆိုင်ရှင်ကရက်နေငယ်အတွင်းမှာအလုပ်ဆင်းရန်ပြောခဲ့ပါတယ်။ဆိုင်အများပြားကမဆန်းကိုအလုပ်ခန့်လို့ကြပါတယ်။ဘာကြောင့်လဲဆိုတော့မဆန်းကရုပ်ရည်လာပါတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မဆန်းကအလားပြင်ဆိုင်မှာအလုပ်ရတော့ညာလေမဆန်းရဲ့မိခင်ကတပတ်လျင်2ချိန်3ချိန်ညနေပိုင်းအချိန်တွေမှာဘုန်းတော်ကြီးကျောင်းကိုဆက်သွားနေစေပဲဖြစ်ပါတယ်ဒီလိုနဲ့မဆန်းကဘာကြောင့်ညဘက်ကြီးဘုန်းတော်ကြီးကျောင်းကိုသွားရတာလဲလို့မေးတဲ့အခါမှာတော့မိခင်ကမင်းရဲ့မောင်လေးတွေကိုသွားကြည့်တာလေမင်းမောင်လေးတွေကိုအမေတတိယလို့ပေါ့ဒါဆိုရင်အမေကလည်းနှိမ့်ဘက်သွားပေါ့ဘာလို့ညနေဆောင်မှာထသွားပြီးတော့ညနေတကောင်မှပြန်လာရတာလဲဟဲ့မီဆန်ငါ့ကိုလိုက်မချုပ်ချယ်ပါနဲ့နင်တို့ကိုပညာသင်ပေးနိုင်မှုပတ်စံရရင်တော်ပြီမဟုတ်လားငါ့ကိုဆက်မမေးနဲ့တော့မဆန်းကလည်းဒါဆိုလေတော်ပါပြီအမေရဲ့အမေဘာလို့သမီးကိစ္စမှမဟုတ်တာသမီးရဲ့တာဝန်ကပညာသင်ဖို့ပဲပြီးရင်အလှပြင်ဆိုင်ဖွင့်ဖို့ဈေးထဲမှာနေရာသွားရှာမယ်အဲ့ဒါတွေပဲသမီးခေါင်းထဲမှာထားတော့မယ်အမေဘာဖြစ်ဖြစ်သမီးကယူမဆိုင်တော့မေးလည်းမမေးတော့အဲ့ဒီနောက်ပိုင်းမှာတော့မဆန်းကဈေးထဲမှာဆိုင်တစ်ဆိုင်ဖွင့်လိုက်ပါတယ်ငွေကြီးကြောင့်သူများလောက်ခံမဟုတ်တော့ဘဲနဲ့ကိုယ်တိုင်ဆိုင်ရှင်ဖြစ်လာပြီးတော့ဝန်ထမ်းခေါ်ယူရန်ကြင်ညာစာများနဲ့စတင်ခဲ့ပါတယ်မဆန်းကကြားမမရွေးသပင်အားလုံးကိုညှက်တက်လာပါတယ်အမျိုးသမီးငယ်များကမဆန်းရဲ့ဆိုင်ကိုအုံလိုက်ချင်းလိုက်လာရောက်ကြပါတယ်မဆန်းက
ပို့ပြီးတော့နာမည်ကြီးလာပြီးတော့မဆန်းကိုကြိုက်နေတဲ့ကြတဲ့လူများပြားလာခဲ့ပါတယ်။မိခင်ကနေတိုင်းပဲမဆန်းကိုလာကြိုလိုက်ဖို့လုပ်ပြီးနေရန်ဆက်လက်ဆောင်ဆိုင်နေစေပါပဲ။အဲဒီညမှာပဲမိခင်ကပုံမှန်အတိုင်းသူမရဲ့မောင်လေးတွေကိုသွားတွေ့ရန်အကြောင်းကိုထွက်သွားခဲ့ပါတယ်။တနင်္လာရီလောက်ကြာတဲ့အခါမှာတော့ရွာသူရွာသားတွေစီမှအဆူညံအတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့မဆန်းကအလန်တကြားဖြစ်ပြီးတော့အိမ်ရှိမှာတစုံတစ်ယောက်ကသူမကိုလာခေါ်နေတာကိုကြားလိုက်ရပါတယ်။ဒါနဲ့မဆန်းကအလိုတကြီးထွက်သွားပြီးတော့ဘာဖြစ်ကြတာလဲ။ဘာလို့လူတွေကဒီလောက်များနေရတာလဲ။ဒီလိုနဲ့အတော်တစ်ယောက်ကမဆန်းရဲ့နေမသိဘူးလား။နေအမေနဲ့ငါတို့ရာကကျောင်းနိုင်ဆရာတော်ဘုရားကဇလန်းနေရှိတယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့မဆန်းကမယုံခဲ့ပါဘူး။မသိဘူးမဟုတ်ဘူးမဖြစ်နိုင်ဘူးကျမအမေကဒီလိုလူမျိုးမဟုတ်ဘူး။ဖုန်ကြီးကျောင်းမှာရှိတဲ့ကျောင်းသားကျောင်းသူတွေကသူတို့ရဲ့မိဘတွေကိုပြောကြခဲ့တဲ့အတွက်ရွာသူရွာသားတွေကချောင်းပြီးတော့ဖမ်းခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ယခုညမှာပဲသူတို့တွေကိုလက်ပူးလက်ချက်မိခဲ့တာပါ။တိတ်ပြီးတော့ရှက်စရာကောင်းတယ်။သူဒီရွာမှာဆက်နေလို့မရတော့ဘူး။ငါတို့တွေသူ့ကိုလက်မခံဘူး။ရွာသားအားလုံးကသူမရဲ့မိခင်ကိုဝိုင်းပြောခဲ့ပါတယ်။အခုတော့ရဲတွေလည်းဆရာတော်ကြီးကိုဖမ်းသွားပြီ။မင်းရဲ့မိခင်ကိုတော့မဖမ်းနိုင်ပါဘူး။ခဏကြာမှတော့မဆန်ရဲ့မိခင်ကသူမရဲ့မောင်နှံဦးနဲ့အတူအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ရွာသူရွာသားတွေကသူမရဲ့မိခင်ကိုခွေးလိုဝက်လိုအော်ဟစ်ဆဲဆိုကြပါတယ်။ငါပြောပါတယ်မဆန်းတို့ကဘာလို့ဒီလောက်မြန်မြန်ချမ်းသာသွားရတာလဲဆိုတာငါပြောသားပဲ။တကယ်တော့အဲ့ဒီပတ်စံတွေကဆရာတော်စီကရတာ။မဆန်းနင်တို့မိသားစုကအသေးအချာကိုမကောင်းဆိုးရတွေပဲ။နင်တို့ကြောင့်ငါတို့ရွာကအကတ်ဆိုင်နေတာ။အဲ့တော့နင်တို့လိုမကောင်းဆိုးဝါးတွေကငါတို့ရွာကနေထွက်သွားရမှာပဲအဲ့တော့ငါတို့ရွာကနေအခုချက်ချင်းထွက်သွားကြပါဒီလိုနဲ့မဆန်ရဲ့ဆွေတော်မျိုးတော်တွေကလည်းဟုတ်တယ်ဒီနယ်မြေကနေထွက်သွားငါတို့မျိုးထဲမှာဒီလိုမရှိဘူးနင်တို့တွေထွက်မသွားရင်ရွာသားတွေကနင်တို့အိမ်ကိုမိရှို့လိုက်မယ်အခုထွက်သွားပါရွာသားများအပါအဝင်မဆန်တို့ရဲ့ဆွေမျိုးများကအော်ဟစ်ပြောဆိုခဲ့ကြပါတယ်အသက်60အရွယ်ဖြစ်တဲ့ဆရာတော်ကြီးကအနှစ်ပေါင်းများစွာသာသနာ့ဘောင်မှာနေခဲ့ပြီးတော့လောဘနဲ့တဏှာကိုမစွန့်နိုင်ခဲ့သေးပါဘူး။ဒီလိုနဲ့မဆန်ကငိုယူပြီးတော့တော်ပြီမေသမီးရှက်တယ်တခြားနေရာမှာသွားနေကြရအောင်။သမီးတို့ဒီကထွက်သွားရအောင်။ဒီလိုနဲ့မဆန်တို့မိသားစုကအိမ်ကနေပြီးတော့ချက်ချင်းထွက်ခွာကြပြီးတော့ဈေးတွေကသူ့ရဲ့ဆိုင်အထိလမ်းလျှောက်ကဆိုင်မှာပဲညှိလိုက်ကြပါတယ်။မဆန်းကတစ်ချိန်လုံးပဲငိုနေခဲ့တော့လေမိခင်ကိုအပြစ်မတင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့မိခင်လှုပ်ခဲ့သမျှကသူမနဲ့သူမရဲ့အမောင်လေးတွေအတွက်ဖြစ်ကြောင်းနားလေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုနဲ့မနက်စောစောမှမဆန်းကသူမရဲ့မိခင်နဲ့အမောင်လေးတွေကိုဆိုင်မှခေါ်ထုတ်သွားခဲ့ပါတယ်။ဆိုင်ကိုတရက်ဖိတ်ပြီးတော့ငားရန်အိမ်ကိုရှာခဲ့ပါတယ်။ဈေးပေါ်တဲ့အိမ်တစ်လုံးကိုငားရမိပြီးတော့အခုလိုပြဿနာတွေအခြေအနေတွေတည်ငြိမ်သွားတဲ့အထိစောင့်ပြီးမှသူမကိုဆိုင်ပြန်ဖွင့်ဖို့နဲ့သူမရဲ့မောင်လေးတွေကိုအကြောင်းဆက်တက်ဖို့ပြောခဲ့ပါတယ်။ဒီလိုနဲ့သူမရဲ့မိခင်ကစိတ်သက်ချနေပြီးတော့အစားအသောက်များပဲမစားနိုင်မတောက်နိုင်ဖြစ်နေခဲ့ပါတယ်။အမေစိတ်မပူပါနဲ့အမေရဲ့။သမီးကအမေကိုအမြဲတမ်းချစ်ပါတယ်။အားတင်ထားပါနော်။မဆန်ကသူမရဲ့မိခင်ကိုနှိမ့်သိပ်ခဲ့ပါတယ်။အမေအဆင်ပြေပါတယ်သမီးရဲ့အမေနေတတ်ပါတယ်လူတွေကဒါတွေကိုအချိန်ကြာလာရင်တော့မိသွားကြမှာပါအဓိကပတ်စံပဲပတ်စံအများဆုံးရှာသမီးကြားလားအမေရဲ့အမေဒီလိုလုပ်ခဲ့တဲ့ပတ်စံတွေကိုသမီးကအများဆုံးသုံးခဲ့တာပါအပြည့်ရှိရင်သမီးမှာအပြည့်ရှိပါတယ်အမေရဲ့အပြည့်တွေမဟုတ်ပါဘူးအဲ့ဒီအပြည့်တွေကသမီးအပေါ်ပဲကြားရောက်ပါစေဒီလိုနဲ့မဆန်းရဲ့မိခင်ကမဆန်းပြီးမှညတိုင်းအိပ်ပြီးတော့မဆန်းရဲ့အမောင်လေးတွေကနောက်ဘက်အခန်းမှာအိပ်ခဲ့ပါတယ်။ဒီလိုနဲ့မဆန်းကနေ့တိုင်းဆိုင်ထွက်ပြီးတော့သူမရဲ့မိခင်နဲ့မောင်လေးတွေကိုအိမ်မှာပဲနေစေခိုင်းခဲ့ပါတယ်။ဒီနေ့မဆန်းကဆိုင်ကပြန်လာတဲ့အချိန်မှာတော့အသက်73နှစ်နဲ့10နှစ်အရွယ်သားရှိတဲ့မောင်လေးတွေကသူမရဲ့မိခင်ရဲ့အခန်းထဲမှာအမေဟုခေါ်ပြီးတော့ငိုယိုနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့မဆန်ကတကားကိုဝုန်းကနေဖွင့်လိုက်ပြီးတော့အခန်းထဲမှာလဲကျနေတဲ့မိခင်ကိုမြင်လိုက်ရပါတယ်။သူမရဲ့မိခင်ကအသက်မရှိတော့ပါဘူး။သေဆုံးသွားခဲ့တာပါ။ခဏကြာမှတော့ရဲနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလာရောက်ပြီးတော့အလောင်းကိုဆေးရုံကိုခေါ်သွားခဲ့ပါတယ်။မ
မဆန်ကမိခင်ရဲ့စာပနာကိုဝမ်းနည်းစွာနဲ့ဆောင်ရွက်ခဲ့ရပါတယ်။ပတ်ဝန်းကျင်ကလူအများပြားကလည်းမဆန်ကိုအမလီဒီစာပနာကိုရိုးရိုးလေးပဲလုပ်လိုက်ကြပါ။ဆွေမရှိမျိုးမရှိနဲ့ပြီးတော့နင်တို့အခုသုံးဆွဲနေတဲ့ပတ်စံကအပြည့်ကြီးရဲ့လေ။မိခင်တည်ဆုံသွားလို့ပူဆွေးမှုများနဲ့အတူပတ်ဝန်းကျင်ရဲ့ခက်ရဲမှုများကိုလည်းမဆန်တယောက်ခံစားခဲ့ရပါတယ်။ဒီလိုနဲ့မိခင်ဆုံးပြီးတာ9ရက်ပြည့်ပြီးတော့အများတန်းဝေပြီးတဲ့အခါမှာတော့အဲဒီညမှာမဆန်တယောက်မိခင်ကိုအိမ်မက်မက်ခဲ့ပါတယ်။မိခင်ကဖိတ်တာဖြစ်နေပြီးတော့ပါဇက်ကလည်းအပေါက်လောက်သာရှိပါတယ်။ခြေထောက်အကြီးကြီးဖြင့်ဘာမှမစားမတော့ရဘဲနဲ့ညစ်ပတ်သောရှည်တွေကိုသာစုပ်ယူစားတော့နေခဲ့ရပါတယ်။အဲဒီနောက်မှာတော့အရက်ရှည်တဲ့အမျိုးသားတဦးကဆွဲခေါ်သွားခဲ့ပါတယ်။ပြီးတော့မိခင်ကိုရိုင်းနှံပြီးနောက်မီးရှို့လိုက်ရာမိခင်ကဝေဒနာများခံစားနေကြရတာကိုမဆန်တယောက်ကတွေ့လိုက်ရပါတယ်။ဒီလိုနဲ့မဆန်ကအလန့်တကြအိယာမှာနိုးလာပြီးတော့ကောင်းကင်နဲ့ငရဲရှိရင်အရာအလုံးကိုလက်အုပ်ချပြီးတော့မဆန်ဆူတောင်းပါတယ်။ဒီပတ်စံတွေကိုအများဆုံးကမဆန်သုံးခဲ့တာပါ။အဲ့ဒါကြောင့်မလို့အဲ့ဒီအဖြစ်တွေကိုအမေပေါ်မှာမကြရောက်ဘဲနဲ့မဆန်အပေါ်မှာပဲကြရောက်ပါစေလို့ဆူတောင်းပါတယ်ရှင်။ပြီးတော့မဆန်သိရင်လေအမေအစားမဆန်ကပဲပိတ်တာဖြစ်ပြစေ။စသည်ဖြင့်ငိုယိုပြီးတော့မိခင်ကိုတနာနေမိပါတယ်။နောက်တစ်နေ့ညမှာတော့မဆန်အိပ်ရာဘေးမှာမိခင်ရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်။မောင်လေးတွေကအိပ်ပျော်နေခဲ့ပါတယ်။မဆန်ကမိခင်နဲ့စကားပြောရသဖြင့်မဆန်ပျော်နေခဲ့ပါတယ်။မဆန်သမီးလေးရဲ့ဘာလို့အမေအစားပိတ်တာဖြစ်ချင်ရတာလဲကွယ်။သမီးမှာအပြစ်မရှိပါဘူး။သမီးအဲ့လိုတွေဆူတောင်းနေရင်သမီးပဲဒုက္ခရောက်နိုင်မယ်နော်။ဒီကိစ္စကိုသင်ခန်းစာယူဖို့သမီးရဲ့အမေလိုမျိုးမလုပ်ပါနဲ့။အမေလိုမျိုးမလုပ်ပါနဲ့နော်။မိခင်ကပြောဆိုခဲ့ပါတယ်။အမေကမကောင်းတာတွေလုပ်ခဲ့တာပါ။အမေတို့ရွာရဲ့ကျောင်းနိုင်ဖုန်ကြီးနဲ့မသိတော်တဲ့အပြုအမူတွေကိုအမေလုပ်ခဲ့ပါတယ်။အမေသမီးကိုဝန်ခံပါတယ်ကွယ်။ဒီလိုနဲ့မဆန်ကအမေကိုပို့ပြီးတော့တနာသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအပြစ်တွေလုပ်တာကသူတို့တွေအတွက်ပဲမဟုတ်လား။အဲဒီနောက်မှာတော့သားမီးနှစ်ယောက်နှုတ်ဆက်လိုက်ကြပြီးတော့မကြမီမှာပဲမဆန်ကအရာရှိတူနဲ့အတူလက်ထပ်ခဲ့ပါတယ်။ဒီနေ့မှာတော့မဆန်ရဲ့ခင်မောနဲ့သူ့ရဲ့မောင်လေးတွေကဘွဲတော်ကာလာရောက်တဲ့အတွက်ပင်လယ်ခရီးတို့အတူတူခရီးထွက်ခဲ့ကြပါတယ်။ဒါပေမဲ့ကံမကောင်းတာကအပြန်လန်းမှာကားအစီးတန်းတစ်ခုဖြစ်ပြီးတော့မဆန်ရဲ့ခင်မောရောသူ့ရဲ့မောင်ငယ်များပါအားလုံးသိဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့မဆန်ကသူမရဲ့မိခင်လည်းသိနေယောက်ျားနဲ့မောင်ငယ်များပါအားလုံးသိဆုံးသွားရတဲ့အတွက်သူမတယောက်တည်းသာဘဝကိုဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။သူမကခန္ဓာကိုယ်တဲ့စိတ်ဝိညာဉ်ကပို့ပြီးတော့နာကျင်စေခဲ့ပါတယ်။ဘဝမှာရည်ရွယ်ချက်မရှိတော့သလိုမိခင်ကခြံရိပ်ခဲ့တဲ့မတူတော်ငွေနဲ့မိသားစုအပေါ်ကြားရောက်ခဲ့တဲ့ကျင့်စာတို့ကိုလည်းအထင်ရှားမြင်ခဲ့ရပါတယ်။ဒီလိုနဲ့မဆန်တယောက်အထင်ကြားလာတဲ့အခါမှာတော့သူမရဲ့အလှပြင်ဆိုင်ကိုစိတ်ရောကိုယ်ပါဆွတ်လို့ပြီးတော့သဒနာပေါင်သို့ဝင်ရောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မဆန်တယောက်မိမိဘဝရဲ့ခါသီးတဲ့အတွေ့အကြုံများကနေတဆင့်တရားအသည့်ကိုရရှိခဲ့ပါတယ်။သူမကမိခင်အတွက်ရည်ရွယ်ပြီးတော့ဆူတောင်းခဲ့တဲ့အတိုင်းအပြစ်ဒဏ်ကိုကိုယ်တိုင်ခံယူရသည်ဟုခံယူခဲ့ပါတယ်။ကံကြမ္မာရဲ့ရိုက်ခတ်မှုကိုကိုယ်တိုင်တွေ့ကြုံပြီးမှသာယူသားတဲ့အနီလမ်းမှမဟုတ်ဘဲနဲ့ရရှိလာတဲ့စီးစိမ်ဥစ္စာချမ်းသာတွေကိုမပြီးနိုင်ဟုသစ္စာတရားကိုနက်နက်သဘောပေါက်ခဲ့ပါတယ်။နားဆင်သူပြည်သူများရှင်ဒီလောကရဲ့ကာမဝိတ္တိဆောင်ပိုင်းကအမြဲတစေလဲပတ်နေတာပါ။မိသားစုကိုချစ်သည့်စိတ်စေတနာကောင်းဖြင့်ပင်လှုံ့ဆော်ခဲ့စေကမူသီလနှင့်သာသနာကိုစော်ကားသည့်အကုသိုလ်ကမိခင်အားကြည်ခွဲပွဲအဆုံးသတ်ကိုပို့ဆောင်စေခဲ့တယ်လို့အဲ့ဒီပြည့်နဲ့ရောရှက်နေတဲ့ငွေကြေးတွေကိုအသုံးပြုခဲ့သူသားသမီးများ၏ဘဝကလည်းလိုက်လံပြီးတော့ဖျက်ဆီးနေခဲ့ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့အခုပြောပြပေးခဲ့တဲ့မဆန်ရဲ့ပုံမြင်ဇာတ်လမ်းကပြည်သူများအတွက်မေတ္တာနဲ့ကံတရားအကြောင်းကိုနည်းနည်းစွာပြန်လည်ဆင်ခြင်မိစေတဲ့ပြည်သူများအတွက်သင်ခန်းစာပေးတဲ့ဇာတ်လမ်းပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။ဒီလောကမှာချစ်ချင်းမေတ္တာကအင်အားအကြီးဆုံးဖြစ်တော်လေကံတရားရဲ့အစီအမံချက်ကိုဘယ်သူမှလွန်ဆန်နိုင်မယ်မဟုတ်ပါဘူးပြောကြရင်းနဲ့ဒီပုံမြင်လေးကိုညီကုန်းချုပ်လိုက်ပါရရှင်။